တူတော့ကဲလို့မဟုတ်ရင် showroom မှာရဖြစ်မဲ့သဘောရှိရဲ့ အားလုံးမိန်ပါပါရှင်ဒီနေ့မှာတော့လက်စုမှာတကယ်ကိုလွယ်လေးတစ်ခုဖြစ်ခဲ့ရပါရှင် showroom မှာလာဝယ်သွားတဲ့ဇနီးမောင်နှံယောက်ကအကြိုက်ချင်းချင်းမတူဘဲနဲ့ညင်းခုန်လေးဖြစ်နေကြတာအလုံးဝနှိမ့်မရခဲ့ပါဘူးဒါပေမဲ့နောက်ဆုံးမှာတော့ဘယ်လိုဖြစ်ထွက်သွားလဲဆိုရင်ဒီမှာပါရှင်မမဗာလေးမျှပြပေးရမလဲရှင် မတို့စီးပေါ်လေးလာကြည့်ရရှင် ဟုတ်ကဲ့ပါညီမလေးလိုက်ပြပေးပါမရှင်ဒီဘက်ကိုကြားပါရှင် ဟုတ်ကဲ့ပါ စေးဆောင်လေးရဒီဇိုင်းဆို size ရှိပါတယ်ရှင်မမဟုတ်ကဲ့ဒီ series လေးဆိုလို့ရှင် limited luxury series လေးပါမမ ဒါလေးကကြည့်ပါဦးနော်မတို့အခန်းထဲက process နဲ့လိုက်တယ်နော်ပြီးတော့ဖြူအောင်ဆိုတော့လေ aesthetic လည်းဖြစ်တယ်မဒါလေးကလိုချင်သွားပြီ ဟုတ်တယ်နော်မပြောကြလို့ဆိုရင်ဖြူလေးကနှောက်လာဒါပေမဲ့တော့ထင်ရအောင်ဖြူဆိုတော့တိတ်တော့မပေါ်ဘူးလားလို့မောင်ကတော့အဓိကရေးကြီးစားတဲ့စားတဲ့နေထည့်ချင်တာဆိုတော့ဒီထက်ပိုပြီး dog system တောင်းတဲ့ဟာမျိုးဆိုရင်ပိုပြီးအဆင်ပြေမလားလို့ကျွန်တော်မှ အဲ့ဆိုမျိုးထပ်ပြီးကြည့်လိုက်တာမယ်လေ ဟုတ်မအဲ့ဒါဒီဘက်မှာလိုက်ပြရမယ်နော် ဟုတ်ကဲ့ ဟုတ်ကဲ့မမဂျာ series လေးရဆိုလို့ရှင်နော် smart ဖြစ်ပြီးတော့ luxury လေးဆန်တဲ့ဒီ luxury W လေးရှိပါတယ်ရှင် အမဒီညောင်လေးကပို့ပြီးတော့စမှတ်ကြတယ်တွေ့လားသူ့ညောင် dark green ဆိုတော့ဘာလို့အိမ်ညောင်လဲဆိုရင်ခင်းလာနေအောင်ပါလေ မကတော့ aesthetic ဖြစ်တဲ့ဖြူအောင်မကြိုက်တာ ဘမရဲ့နေရတက်တာပါဆိုတော့အယောင်ကအဓိကမှမဟုတ်တာအဓိကခိုင်းခန့်ဖို့ပဲလေဒီ dark blue ကတော့သူကမောင်တို့အိမ်နဲ့လိုက်တယ်မခုနပြောတဲ့အဖြူဆိုရင်အေးလွယ်လေးမိုင်း မကတော့လေ W လည်းမကြိုက်ဘူးမဲလည်းမကြိုက်ဘူးခြားစီးရတော့ကြည့်တော့ သဘောအားဆိုလဲပြောမယ်လား ဟုတ်ကဲ့မဒါလေးဆိုလို့ရှင်တူတော့ပါတယ်အဲ့ဒီစကား series လေးပါရှင် မဒီမှာကြည့်တွေ့လားဒါဆိုရင်တူတော့အောင်ပါညောင်လို့လို့ရတယ်ကောင်းဆုံး luxury ဖြစ်တယ်မှာ တယ်နော်အဲ့ဒါလည်းငါအကျဉ်းနဲ့ရတယ်တော့ကြည့်တယ်ဒါပေါ်မှာအပေါ်တစ်စင်မှာကျတော့ဒါမောင်းရင်ရေးကြည့်ထားတာပြီးတော့သူ့ရဲ့ဒီ lock system ရဲ့ technology ကလည်းဒီမှာဟုတ်တယ်နော် ဟုတ်ကဲ့ပါဟုတ်အဲ့ဒီစကား series လေးမှာဆိုလို့ရှင်နော်တက်ဆက်ပဲတက်တော့ပါဦးမယ်ပြင်ရပြင်ပါဦးမယ်စောင်းပါမယ်ရှင်သုံးပါဦးမယ်ဒါအပြင်သူက premium print ကို pass ကိုနှစ်ခုလုံးနဲ့ချိတ်ဆက်ပြီးတော့သုံးလို့ရပါတယ်အဲ့ဒီပြင်မှာနောက်တစ်စက်တစ်ခုဆိုရင်အလန်းကနှစ်မျိုးလောက်ပါဘူးဒီဟာကိုမှလာပြီးတော့တွန်းရွှေ့ရရွှေ့ရတာရွှေ့အဲ့ဒီမှာဒီရဲ့အလန်းပဲပြီးတော့ premium print နဲ့ pass ကိုပြီးမှနေလို့ရှိရင်တက်ချင်နေတဲ့အလန်းပေါ့နော်အလန်းစက်တစ်မျိုးပါပေါ့နော်ရှင် တွေ့လားမဒီမှာဆိုရင်မောင်လုံးမြောင်လုံးရဲ့အတိုက်ကိုဒီတလုံးနဲ့မှရတာနော် အဲ့ဆိုတော့မလည်းသဘောတူတယ်။မောင်ကလည်းနိမညာမျက်နှာလေးသုံးရမယ်။မကလည်းလက်စရီဖြစ်တာလေးသုံးရမယ်။မောင်တော်သားပဲ။အဲ့ဆိုရင်ငါတို့ဒါလေးလိုက်မယ်။မောင်တော် ဟုတ်ပါဘူး ဒီမှာအဲ့ဆိုလို့ရှိရင်အဲ့ဒီစကားတို့ကိုလေးကို invite ပေးလိုက်မယ်နော်မအဲ့ဆိုလို့ရှိရင်မရှိမှုဒီလိုကြောက်ပါအောင် ဟုတ်ကဲ့ပါရှင် ခုလိုပဲရပြီးတော့ကျေးဇူးတင်ပါတယ်ရှင်နောက်လည်းလာခဲ့ပါအောင်နော်ဟုတ်ကဲ့တူတော့ကဲလို့မဟုတ်ရင် showroom မှာရဖြစ်မဲ့သဘောရှိရဲ့ကဲတွေ့ရမလားလက်စိုးရဲ့အိတ်ဆက်စံစာတူတော့မတူညီရဲ့အကြိုက်နှမျိုးတောင်မှတနေရာထဲမှာအကောင်းဆုံးပေါက်ဆက်ပေးနိုင်တယ်ဆိုတာဒါကြောင့်အကြိုက်ချင်းမတူဘဲနဲ့အငြင်းချင်းခုန်နေရတဲ့ဇနီးမောင်နှံတွေတော့အကြိုက်မတူရင်တောင်မှအတူတူအစီအပြေသုံးလို့ရမယ်တူတော့စေးပေါက်တွေကိုလက်စိုး showroom မှာလာရောက်ရွေးချယ်ဝယ်ယူဖို့ဖိတ်ခေါ်လိုက်ပါရရှင်